အားလုံးပဲမင်္ဂလာပါပူတင်အော်တိုမိုဘိုင်းနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကားလေးတစ်စီးတက်တန်းလာတိုးတာပေါ့နော်တက်တန်းတိုးပြီးတော့ကျွန်တော်ဒီကားလေးကမောင်းရတဲ့ feeling လေးကဒီကျွန်တော်အများနဲ့မြင်နေကြမောင်းနေကြကားရင်းနဲ့မတူတဲ့အခါကျတော့ကျွန်တော်အဲ့ကားလေးရဲ့ဒီ driving feeling လေးတွေ engine performance လေးတွေကိုနည်းနည်းပြောပြခြင်းတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့ကားလေးကဘာလေးဖြစ်မလဲဆိုတော့ကျွန်တော်လည်းဒီလိုက်ကြည့်လိုက်အောင်ခုနကကျွန်တော်ပြောတဲ့ကားလေးကတော့ကျွန်တော်နောက်မှာရှိနေတဲ့ Mazda RX လေးပဲဖြစ်ပါတယ်ကျွန်တော် turbo charge engine တွေလိုမျိုးကျွန်တော်အများနဲ့မောင်းနေကြ 1J တို့ RB တို့လိုမျိုးတော့ဒီ boost တက်လာတဲ့အရာတော့ကျွန်တော်တို့မခံစားရဘူးเนาะ boost point နဲ့အရာတော့ကျွန်တော်မခံစားရဘူးဒါပေမဲ့ငြိမ်ငြိမ်စိမ့်စိမ့်လေးနဲ့ daily drive မောင်းပြီးတော့တခါတလေပြင်းပြင်းနည်းနည်း speed test လေး run မယ်ပပလေးဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတယ်ဗျာမောင်းရတဲ့ feeling ကတော့တော်တော်လေး smooth ဖြစ်တယ်engine power 1.3 rotary engine နဲ့ဆိုတော့ဒီ rotary engine ကဒီလောက်တောင်မှကောင်းလားပေါ့နော်ဒီတကယ် engine ကောင်းလို့ရှိရင်မောင်းရတာတော်တော်လေးကောင်းလားပေါ့ကျွန်တော်အနေနဲ့တော့အဲ့လိုမျိုးတော့ထင်ရတယ်ဗျာတော်တော်လေး smooth ဖြစ်တယ်ကား engine ရော gear box ရောတော်တော်လေး smooth ဖြစ်တယ်ဒီ rotary ကဒီအဲ့လောက်ထိကျွန်တော်မိုက်ပင်လို့ကောင်းမယ်လို့ကျွန်တော်တိတ်အရင်ကမထင်ခဲ့ဘူးပေါ့နော် suspension တွေအားစလဲတော်တော်လေးငြိမ်တယ်ဒီကောင်ကဒီ highway မှာ handling အရင်ကောင်းတယ်ဗျာပြီးတော့ဒီ engine power 1.3 လို့သာပြောတာဗျာကားနင်းချလိုက်လို့ရှိရင်တန်းပြီးတော့မှ torque ကတန်းတက်တယ်တော်လေးမောင်းရတာ feel ဖြစ်တယ်ဗျာတော်တော်လေးမောင်းလို့ကောင်းတယ်ဗျာဒါပေမဲ့ဗျာကျွန်တော်ခုနပြောသလိုပဲဒီ turbo charge ကားတွေဟိုသိရမလား piston ကားတွေလိုမျိုးတော့ဟိုတအားကြီးတော့ boost တွေပွင့်ပြီးတော့ feeling ခံစားရတာမျိုးတော့မရှိဘူးဗျာသူက rotary power NA ရပြီဒီလောက်နဲ့တော်တော်လေး smooth ဖြစ်တယ် fine တယ်ကျွန်တော်ဒီကီလို100ကျော်လာတဲ့အချိန်မှာလဲမောင်းရတဲ့ fee ကဟိုပေါ့နေရဗျာလူကထိန်းရတာအတင်းရတာလေးကတော်တော်လေး handling ကောင်းတယ်ဗျာကျွန်တော်ဟူတာထွက်လာလိုက်တာနည်းနည်း -10 လောက်တော့ရောက်လာတယ်-10 လောက်တော့ရောက်လာပြီးတော့ကျွန်တော်မောင်းတဲ့အချိန်မှာကျွန်တော်ဒီအကွေ့လေးတွေရောက်လို့ရှိရင်လည်းကျွန်တော်ဒါ100လောက်နဲ့ကွေ့တယ်ဆိုလို့ရှိရင်လည်းလုံးဝငြိမ်တယ်ကွေ့ရတဲ့ feeling တွေပါလေလုံးဝခက်ဟိုလူးသွားတာတွေပါမရှိဘူးအဲကြတော့ကျွန်တော်အနေနဲ့ဒီကားကိုမောင်းရတဲ့ feeling ကိုတစ်ချက်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဒီ handling ပိုင်းအရန်ကောင်းတယ်လို့ကျွန်တော်ယူဆတယ်ဗျာဒီပြီးတော့ sport ကားထဲမှာဒါ handling ကောင်းတဲ့အထက်မှာပါတယ်ပြီးတော့ကျွန်တော်နောက်တစ်ခုထပ်ကြိုက်တာက engine power 1.3 ဆိုပေမဲ့ rotary ကတော်တော်လေးကိုဟိုနင်းချလိုက်လို့ရှိရင်တော်တော်လေးကိုပွင့်တယ်gear transmission chain နဲ့ပုံစံလေးတွေရတယ်အရင် smooth ဖြစ်တယ်အဲ့အချက်လေးတွေကတော့ကျွန်တော်ဒီကားမှာကျွန်တော်ကြိုက်တဲ့အချက်လေးပေါ့နော်ပြီးတော့ကျွန်တော်ဒီ dashboard တွေဒီ CRI နားလေးတွေကြည့်ရတဲ့ look ကလည်းတော်တော်လေးအထကျတယ်ဗျာ steering ဆိုလို့ရှိရင်လည်းလုံးဝအသုံးမြောက် design အောင်မှာဒီ pedal shift လေးနဲ့ဆိုတော့ကြည့်ရတဲ့ပုံစံတော်တော်လေးကိုစိတ်ထဲမှာဟိုခံစားရတဲ့မှုလေးပေါ့နော်တော်တော်လေး fine တယ်လို့ခံစားရတယ်ဗျာပြန်ဖြတ်လိုက်နောက်တစ်ပုတ်